Hello အားလုံးကိုမင်္ဂလာပါဒီနေ့ကကြတော့အများအားလုပ်ပေးနေကြအမှာဖြစ်တဲ့သူ့ကို home service လက်သေးလေးတက်လုပ်ပေးတာပေါ့နော်လက်သေးချိတဲ့ဒါကကြတော့သူ့အဖေကကြတော့အလုပ်နဲ့ညီးတော့ကျမတို့တာမီကိုအလုပ်သွားရင်းနဲ့ကျမတို့တာမီကိုဝင်ပို့တာပေါ့နော်ဆိုတော့ရောက်ပါပြီလက်သေးကိုစပြီးမှလုပ်ပေးပါတယ်အမှန်တော့ပေါ့နော်ကျမခြေထောက်ကိုအရင်လုပ်ပေးလိုက်တာခြေထောက်ကြတော့ French pedicure လုပ်ပေးလိုက်တယ်လက်ကကြတော့ombre ရောပေါ့နော် overlay ရောလုပ်ပါတယ်လက်သေးကိုကြတော့ပြီးတော့ကျမဒါကကျမလက်သေးလုပ်နေတာလေးပေါ့နော် ombre လုပ်တဲ့ချိန်မှာကြတော့သမီးလေးကအိတ်သွားပါပြီ pedicure လုပ်တဲ့ချိန်ကျတော့မအိတ်သေးဘူးအဲ့ဒီခါကြီးကြတယ်အစတော့သူ့ဟာနဲ့သူနေတယ်အဲ့ဟာကိုသူကအိတ်ချင်လို့ထင်တယ်မအိတ်ရသေးလို့ပေါ့နော်အဲ့တော့သူကြီးကြတဲ့ခါတော့မနေသူ့ချော့လိုက်ရတယ်ပေါ့နော်အများအားလုပ်နေကြမှာလဲရတယ်အေးစေးနင်ကလေးကိုရင်တိတ်ပြီးမှပဲလုပ်မယ်လုပ်ကြတာပေါ့နော်အဲ့လိုမျိုးပြောပြပါတယ်ရန်ကိုနားလဲပြီးမှပေါ့နော်ကျမကိုရန်နားလဲပြီးပါတယ်ကလေးမိဖြစ်သွားရင်လဲအပြူကလေးပေါ့နော်အပြူကလေးဆိုတော့တက်ဒီလိုအိမ်ထောင်ကျသွားတဲ့ချိန်ကနေစပြီးကျမအမနဲ့လုပ်ပြီးဖြစ်တယ်ပေါ့နော်ပိုက်ကြီးသွားရင်လဲအိမ်မှာတော့လုပ်ပြီးဖြစ်တယ်ခုကလေးရတော့လဲလုပ်ပြီးဖြစ်တယ်ဆိုင်သူတို့အမတို့ဖွင့်ထားတဲ့ဆိုင်မှာလည်းတော့လုပ်ပြီးဖြစ်တယ်ပေါ့နော်အရင်ရန်ကျေးဇူးတင်ပါတယ်ကျမရဲ့သမင်းရှင်လေးတွေပါပေါ့နော်ကျေးဇူးတွေကိုဘယ်တော့မှမမေ့ပါဘူးပေါ့နော်ခုလိုမျိုးဒီအမနဲ့လည်းအဆက်ရသွားဖို့အတွက်လည်းပေါ့နော်ကျမရဲ့ကျေးဇူးရှင်ဖြစ်တဲ့မက်ကီလေးရန်ကျေးဇူးတင်ပါတယ်ရှင်သူကကျမအလုပ်လုပ်တဲ့အချိန်ဘာလို့ပြောရမလဲကျမ2-year experience ရှိတဲ့ချိန်ကစားမှာမက်ကီနေကကျမနဲ့လုပ်ဖြစ်တယ်အဲဆိုမက်ကီကကျတော့ခုချိန်ထိပေါ့နော်အရန်ကြပြီကျမမလေးရှားမှာနေတဲ့ဘယ်လိုပြောရမလဲ3ပုံနဲ့2ပုံကကြတော့မက်ကီပဲကျမကိုပေါ့နော်ဘယ်လိုပြောရမလဲ support လာပေးရလို့ပြောရမှာပေါ့နော်အများကြီးကောင်းပြပါတယ်ရန်လေးကျေးဇူးတင်ပါတယ်မက်ကီကိုလေခုလိုမှနဲ့အခုလို regular လေးတွေရဖို့အတွက်ပေါ့နော်ကျမတို့သူကောင်းတဲ့ review လေးတွေကျမတို့ပေးတယ်အဲ့ခါကျတော့ကျမအခုလိုမျိုးပို့ပြီးမှပေါ့နော်customer လေးတွေရလာတာပေါ့နော်အထူးကျေးဇူးတင်ကြောင်းကိုပြောလိုပါတယ်နော် love you ပါဆိုတော့ကျမရဲ့သမီးလေးကတော့အိတ်သွားပါပြီသူကနားရမ်းပါတယ်နော်ကျမနဲ့အမနဲ့ပေါ့နော်ဘယ်လိုပြောမလဲမမီနဲ့ပေါ့နော်ကျမတို့နှစ်ယောက်စကားပြောနေတာတော့မှသူအကုန်ကြားတယ်ဒီလားခက်လက်နိုးတယ်အဲ့တော့နားရမ်းပါတယ်ပြောတော့ဟုတ်ပါတယ်သဘောကြီးကြားလို့Okay so ကျမကိုအများအားအားပေးနေကြတဲ့သူတွေကိုအထူးကျေးဇူးတင်ပါတယ်နော်လက်သက် customer တွေကိုအရင်ကျေးဇူးတင်ပါတယ်ကျေးဇူးတွေကိုဘယ်တော့မှမမေ့ပါဘူးနော်အရန်ကျေးဇူးတင်ပါတယ်လို့ထပ်မံပြီးမှပြောလိုပါတယ်ခုက talk ခုလေးနဲ့ပေါ့နော်အဆုံးတက်နေတာဖြစ်ပါတယ် finally နောက်ဆုံးတော့ပြီးသွားပါပြီဒါကျမတို့တာမီညောက်ပါဒါကပြန်နေတာလေးပါတူလေးတွေမှာထည့်ပြီးမှနေတာလေးပါနော်ဒါက final result ပါ thank you for watching bye bye